မျိုးသားကသူ့ရဲ့သမီးငယ်လေးကိုဆွဲယူပြီးမျက်နှာကျက်တန်းပေါ်ကိုပစ်တင်လိုက်ပါတယ်။သမီးလေးကသူ့ဖေတူတူပုံနှန်းကစားနေတယ်လို့ထင်ခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာပဲရန်သူတွေဖောက်ဝင်လာခဲ့ပါတယ်။သမီးလေးကိုသူတို့မတွေ့သွားစေဖို့နာကျင်မှုကိုမျိုးသိပ်ပြီးရန်သူတွေကိုအပြင်ဘက်မြတ်ခေါ်သွားခဲ့ပေမဲ့6ကန်းပါဆုံးမှာပိတ်မိသွားခဲ့ပါတယ်။သူတို့လက်ထဲအဖမ်းခံမဲ့စားသေးဖို့ဆုံးဖြတ်ပြီးခုံချလိုက်ပေမဲ့တောင်ကားပန်းကကောက်ကွေးနေတဲ့တစ်ပင်တစ်ပင်မှာတွားညှိနေပြီးသူ့ခြေအောက်မှာအဆုံးမရှိတဲ့6ကန်းပါကြီးရှိနေပါတယ်။အဲ့ဒီအချိန်မှာ6ကန်းပါဘေးမှာပုံွယ်နေတဲ့ကူတကူကိုသူရုတ်တရက်တတိထားမိသွားပါတယ်။ရှိသမျှခွန်အားကိုတုံးပြီးကူထဲကိုခုံဝင်သွားခဲ့ပြီးအထဲကိုဆက်လျှောက်သွားခဲ့ပါတယ်။ကူထဲမှာတော့မျက်စိတမိတ်အတွင်းမှာပဲရွှေတန်ချိန်တန်းပေါင်းများစွာကိုသူတွေ့ရှိခဲ့ပါတယ်။18နှစ်ကုန်လွန်သွားခဲ့ပါတယ်။အဲ့ဒီတုန်းကတွေ့ခဲ့တဲ့ရွှေတွေကိုအသုံးပြုပြီးသူ့ရဲ့ပျောက်ဆုံးနေတဲ့သမီးလေးကိုရှာဖို့အတွက်ကဘာတဝမ်းမှာကုမ္ပဏီခွဲပေါင်း8သိန်းကိုတည်ထောင်ခဲ့ပါတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာရှာဖွေခဲ့ပေမဲ့ဒီနေ့အထိဘာသတင်းမှမရခဲ့ပါဘူး။သူ့ရဲ့မိသူမိဝါဖြစ်ကြောင်းကိုဖုံးကွယ်ပြီးပါဆယ်ပို့နေချိန်မှာကောင်မလေးတစ်ယောက်ကသူ့သမီးလေးလုံနေကြအမှုချင်းတစ်ခုကိုလှုပ်လိုက်တာကိုမတော်တဆမြင်တွေ့ခဲ့ရပါတယ်။သူ့သမီးဟုတ်မဟုတ်တေချာအောင်လို့အိမ်ထိနောက်ယောင်ခံလိုက်သွားခဲ့ပေမဲ့အေယာမမြေတူးဆက်ကြီးတစ်ခုကသူမကိုကြိတ်ချေတော့မဲ့အခြေအနေကိုမြင်လိုက်ရပါတယ်။ရက်လိုက်စမ်းဖျားရည်ဘလို့အယူမှုခွန်အားကြီးလဲ။ဦးလေးဘာလို့ဦးလေးဖြစ်နေတာလဲတေချင်နေတာလားဆက်တူးစမ်းဟာထွက်သွားစမ်းပါဦးလေးရသမီးအဆင်ပြေရဲ့လားသမီးအဆင်ပြေပါတယ်ဒီနေ့ကသမီးရဲ့မင်္ဂလာဆောင်နေ့မဟုတ်ဘူးလားဒီမြေတူးဆက်ကဘာဖြစ်တာလဲသမီးလည်းမသိဘူးဂျက်ကကားတစ်စီးလာကြုံမယ်လို့ပြောခဲ့ရမဲ့အခုထိနောက်ကျနေပြီကားလည်းရောက်မလာခဲ့ဘူးအဆောက်အဦဖြတ်မဲ့အဖွဲ့ကအရင်ရောက်လာပြီးခွင့်ပြုချက်စာရွက်မှာဂျက်ရဲ့နမီနဲ့လက်မှတ်ထိုးထားတယ်သမီးများအလိန်ခံလိုက်ရတာလားမဖြစ်နိုင်ပါဘူးဂျက်ကသမီးကိုဘယ်တော့မှလိန်မှာမဟုတ်ဘူးသမီးသူ့ကိုတွားမင်းမယ်နာရီဝက်အတွင်းဦးလေးအဲ့ဒီကိုလိုက်ပို့ပေးမယ်ငါ DNA ဖြေကိုလိုချင်တယ်နားလည်ပါပြီသူထေးသမီးအရင်ဝင်သွားနေမယ်ဂျက်ရှင်ကျမကိုဘယ်တော့မှလိန်မှာမဟုတ်ဘူးဘယ်တော့မှပေါ့မိတ်ဆွေသူငယ်ချင်းများနဲ့ဂုံတရရှိအဲ့ဒီတော်များမင်္ဂလာပါဒီလိုလှပတဲ့နေ့လေးမှာမစ္စတာဂျက်နဲ့မစ်လူစီတို့ကလက်ထပ်ပြီးပျော်ရွှင်စရာမိသားစုဘဝလေးကိုအတူတကွစတင်တော့မှာဖြစ်ပါတယ်အခုသူတို့သားကသူတို့သမီးရဲ့နမီကိုခေါ်ပြီးစင်မြင့်ထက်ကိုဖိတ်ခေါ်ပေးဖို့တောင်းဆိုပါတယ်ဖြတ်သိမ်းခွင့်ပြုမိတ်မှာဘာလို့ရှင့်နမီပါနေရတာလဲဘာလို့ကျမကိုလာမကြိုတာလဲရှင်ကျမကိုလိန်ခဲ့တာလားမလိန်ခဲ့ဘူးလားစင်ဘောကိုတက်ခဲ့ပါကိုချစ်ရဆုံးမိန်းကလေးလူစီလေတစင်းနဲ့အတူစီးဖို့ဆိုတာရေဆက်လို့တလို့တစ်သက်လုံးအတူပေါင်းဖက်ဖို့ဆိုတာလဲဘဝတွေဆက်လို့ပါတယ်အခုလှပတဲ့သူတို့သမီးကိုကြိုဆိုလိုက်ရအောင်ပါဂျက်နားလည်မှုလွဲတာတခုခုရှိရမယ်ရှင်ကျမကိုလိန်ဖို့မဖြစ်နိုင်ပါဘူးကျမတို့အတူနေလာတာ10နှစ်ကျော်ပြီလေရှင်ကျမကိုလက်ထပ်မယ်လို့ပြောခဲ့တယ်လေငါ့ကိုအပေါ်တက်ခွင့်ပေးပါအချစ်ရဲ့ DNA စစ်ဆေးမှုအဖြေတွေထွက်လာတော့မယ်သူမကတကယ်ပဲငါတို့ရဲ့သမီးလေးဖြစ်မယ်ထင်တယ်18နှစ်ကြာပြီးနောက်မှာအန်နာရဲ့မင်္ဂလာဆောင်ကိုငါတို့ရောက်လာနိုင်ခဲ့တာမယုံနိုင်စရာပဲဟန်အဲ့ဒီအကင်တီကဒီမှာဘာလာလုပ်နေတာလဲဟေးဒါမင်းနဲ့တန်တဲ့နေရာမဟုတ်ဘူးဒါကအစ်စ်မြင့်ဟိုတယ်ဒီမှာဘာဘီကျူးမရောင်းဘူးဂျက်ဘာလို့ကျမကိုလိန်ခဲ့ရတာလဲပြီးခဲ့တဲ့အချိန်ကလူမိုက်တွေကမင်းကိုမရှင်းနိုင်ခဲ့ဘူးဒီတစ်ခါအဆောက်အဦဖြတ်မဲ့အဖွဲ့ကလည်းမင်းကိုမရှင်းနိုင်ခဲ့ဘူးမင်းကတေခဲ့တဲ့ပိုးဟတ်တကောင်လိုရဲ့ယုံစရာကောင်းတယ်ရှင်ပေါ့ဒါတွေအကုန်လုံးရှင်လုပ်ခဲ့ရပေါ့ဂျက်ရှင်မှာအကြောင်းပြချက်တွေရှိတယ်မလားဟင်ဂျက်ကျမတို့ကုမ္ပဏီမှာဆက်လုပ်เสียရမလို့တော့ပါဘူးရှင်တခြားလုပ်တစ်ခုရနိုင်ပါတယ်ဂျက်ရှင်ကတော်ပါတယ်သူမှမရှိလဲရှင်မှာအနာဂတ်ရှိနေသေးတာပါပဲအဲ့ဒီပေါ်ကနေစင်းခဲ့စမ်းငါသားရဲ့မင်္ဂလာရှိရဲ့နေ့ကိုလာမဖြတ်စည်းနဲ့အချစ်ရဲ့တစ်ခုခုပြောပါဦးသူမကရှင်ကိုအတင်းကျပ်ခိုင်းနေတာလားဟုတ်လားမဟုတ်ဘူးလားအန်နာမင်းလှုပ်လို့ပြီးပြီလားမင်းအဖြေကိုလိုချင်တာလားကောင်းပြီလေငါမင်းကိုအဖြေပေးမယ်ငါသူ့ကိုသဘောကျတယ်ငါလက်ထပ်ချင်တဲ့မိန်းမကသူပဲငါ့ကိုလာမထိနဲ့ဒီပွဲကိုအယုတ်ဆိုးအကြီးတန်းအောင်ငါ့ကိုလာမလုပ်ခိုင်းနဲ့ဒီနှစ်တွေတလျှောက်လုံးပါဖြစ်လို့လဲကျမနှလုံးသားတစ်ခဏလုံးပုံအပ်ပြီးရှင်ကိုအဆက်ဆက်အရာဂယုစိုက်ခဲ့တယ်ရှင်ကျမကိုဘာလို့တစ္ဆာဖောက်ရတာလဲလူဆိုတာမြင့်ရာကိုတက်ပြီးရေဆိုတာနဲ့ရာကိုစီးစင်းဆက်မြဲပဲတစ္ဆာဖောက်တယ်ဆိုတဲ့အကြောင်းမပြောပါနဲ့လူစီကမင်းတစ်သက်လုံးငါ့ကိုမပေးနိုင်တဲ့ຢာတွေကိုပေးနိုင်တယ်မင်းသားငါနေရာမှာဆိုရင်လဲဒီလိုပဲရွေးချယ်မှာပဲဟင်းကျမအဲ့ဒီလိုလုပ်မှာမဟုတ်ဘူးရှင်ကောလိပ်တက်ဖို့ပိုက်ဆံမရှိတော့ကအဲ့ဒီအတွက်ကျမအလုပ်လုပ်ပြီးရှာပေးခဲ့တယ်ရှင်နဲ့ရှင်မေလမ်းဘေးမှာအိတ်ခဲ့ရတော့ကကျမရှင်တို့နှစ်ယောက်လုံးကိုခေါ်ထားခဲ့တာလေချက်ရှင်ဘဝရဲ့အောက်ဆုံးခြေနေကိုရောက်နေချိန်မှာကျမတယောက်တည်းကသာရှင်ကိုဘယ်တော့မှမထားခဲ့ပဲကုညီဖြတ်တန်းပေးခဲ့တာရှင်ကဒီလောက်လောဘကြီးပြီးအကျဉ်းတရားကင်းမဲ့တဲ့ຫນွေဟောက်တကောင်ဖြစ်လာလိမ့်မယ်လို့ကျမတခါမှမတွေးခဲ့ဘူးမင်းကိုမင်းတိတ်မုံမြတ်နေတဲ့ပုံစံမျိုးလုံးမနေစမ်းပါနဲ့မင်းရဲ့အဲ့ဒီဆွတ်လို့အနစ်နာခံမှုဆိုတာတွေကဘာမှတောင်မဟုတ်ပါဘူးအဲ့ဒါတွေကဘလောက်တောင်တန်ဖိုးရှိနေလို့လဲမင်းအခုလိုကျေးဇူးဟောင်းတွေကိုပြန်ဖော်နေတာပိုက်ဆံလိုချင်လို့မဟုတ်လားလိုချင်တဲ့ဈေးကိုပြောပြီးရင်ပိုက်ဆံယူပြီးထွက်သွားလိုက်တော့ကျမလိုချင်တာပိုက်ဆံများမှတ်နေလားကျမပေးဆက်ခဲ့ရတွေအကုန်လုံးကိုပိုက်ဆံနဲ့ပြန်ဆက်လို့ရနိုင်ပါမလားရှင်မိသားစုတစုလုံးကိုကျမယွင်တယ်ဒီပိုက်ဆံတွေကိုကျမမယူဘူးဒါပေမဲ့ကျမရဲ့မွေးစားဖေထားခဲ့တဲ့အိမ်ကိုတော့ရှင်ပြန်ပေးရမယ်အဲ့ဒီအိမ်ကိုဖြိုဖျက်ဖို့ကျမဘယ်တော့မှသဘောတူမှာမဟုတ်ဘူးမင်းပြောရုံနဲ့ငါတို့ကပြန်ပေးမယ်လို့ထင်နေတာလားငါမင်းကိုပွင့်ပွင့်လင်းလင်းပဲပြောလိုက်မယ်မင်းရဲ့အိမ်ကစီးပွားရေးစင်တာတစ်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ထဲမှာအတိအကျပါနေတာမင်းရဲ့အိမ်ကိုမဖျက်ရင်စီမံကိန်းတစ်ခုလုံးဘယ်လိုလုပ်ပြီးနိုင်ပါမလဲအဲ့ဒီအိမ်ကိုဖျက်ရုံတင်မကဘူးပြောင်းစင်သွားအောင်ရှင်းလင်းပစ်မှာဂျက်ရှင်ကျမကိုအယူတယောက်လိုလှည့်စားခဲ့တယ်ဒါတွေအကုန်လုံးကဒီအိမ်လေးအတွက်ပေါ့ဘလောက်ပဲစကားကြီးစကားကျယ်တွေပြောဒီအိမ်ကိုကျမပြန်ယူမှာပဲမင်းကိုမင်းဘသူလို့ထင်နေတာလဲငါမင်းနဲ့စရင်ရှင်းဖို့တောင်ကြံနေသေးတယ်တယောက်ယောက်သူမကိုဖမ်းထားလိုက်သူထေး DNA ဖြေတွေထွက်လာပါပြီသူမကတကယ်ပဲသူထေးရဲ့သမီးရင်အစ်စ်ပါငါ့ကိုလွတ်ပေးစမ်းချက်ရှင်မလုပ်ရဲတာဘာများရှိသေးလို့လဲရှင်ကတွေးဆန်ထက်တောင်ဆိုးသေးတယ်ဒါကနေနဲ့လုံးမသွားဘူးလားဘာကလွန်သွားတာလဲသူမကဒါနဲ့ထိုက်တန်ပါတယ်သူမကအကြမ်းခံပါတယ်အဆင်ပြေသွားမှာပါဒီနေ့ကငါရဲ့မင်္ဂလာဆောင်နေ့လေသူမကဒီကိုပြဿနာလာရှာတာအားလုံးလည်းအရှင်းသားမြင်တဲ့အတိုင်းပဲဟုတ်ပါတယ်အန်နာနဲ့ငါကအေးအေးချမ်းချမ်းလမ်းခွဲပြီးသားပါသူမကဒါငါ့ကိုလက်မလွတ်နိုင်ဖြစ်နေတာလက်မလွတ်နိုင်ဖြစ်နေတာဂျက်ရှင်ကိုရှင်တိတ်ထင်ကြီးလုံးနေပြီရှင်အပေါ်ဘာခံစားချက်မှမကြံတော့ဘူးကျမမွေးစားဖေထားခဲ့တဲ့အိမ်လေးကိုပဲလိုချင်တာပါအေးအေးဆေးဆေးလမ်းခွဲပြီးသူမကိုအိမ်ပြန်ပေးလိုက်ပါအဲ့ဒီအိမ်ကိုဖျက်ရမှာသူ
သူမကအဲ့ဒါကိုအဖြတ်မခံချင်ဘူးလေမင်းသူမကိုလှည့်စားပြီးသူ့အိမ်ကိုဖျက်ဆီးပစ်ခဲ့တယ်ဒါကတိတ်လုံလုံးနေပြီမင်းတို့ကိုငါတတိပေးလိုက်မယ်စီးပွားရေးစင်တာတစ်ခုလုံးကိုတိစောက်ဖို့ကငါတို့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းစုကတာဝန်ယူထားတာငါဖေဘသူလဲဆိုတာမင်းတို့အကုန်လုံးသိကြပါတယ်ပြီးတော့သူကပြည်နယ်အုပ်ချုပ်ရေးမှူးတင်းတဲ့တောင်အချိတ်ဆက်ရှိပြီးသားတွမ်မင်းမသာမင်းနေတာပိုကောင်းမယ်လို့ငါကြံပေးခြင်းနဲ့ဒီနေ့မင်းကသူတို့သမီးမဟုတ်တာတေချာနေတာကိုသူတို့သမီးဝတ်စုံကြီးဝတ်ထားသေးတယ်အားလုံးပဲနားလည်မှုလွဲနေတယ်ထင်တယ်တယောက်ယောက်သူမရဲ့အဝတ်စားတွေကိုဆွဲချုပ်ပစ်လိုက်စမ်းဂျက်ရှင်ကိုယုံကြည်ခဲ့တာကျမမားတာပဲရှင်ကဘီလူတရေပဲတစေဖြစ်သွားရင်တောင်ရှင်တို့နှစ်ယောက်လုံးကိုလွတ်မပေးဘူးလေကြီးလေကျဲပြောနေတော့ပဲလားဆက်လုပ်စမ်းဒါမျိုးနဲ့မှတန်တာအဲ့ဒါဆောက်လုပ်ရေးလုပ်ငန်းစုရဲ့သူထေးကြုံချင်းရဲ့မြေရောက်လောကဖရင်လေးဘသူကသူ့ကိုတွားရှုပ်ရဲမှာလဲအခုဆိုပြည်နယ်အုပ်ချုပ်ရေးမှူးတောင်သူ့ကိုမလွန်ဆန်ရဲဘူးငါသမီးကိုဘသူထိရဲတယ်လဲ